မတေနိုင်သောတတဝါသည်ငြိမ်သက်ခြင်းကိုရှာဖွေရန်သူ၏အမြင့်များကိုကဘာအနှံ့ဖြန့်ကျက်ထားကနှစ်ပေါင်းများစွာအိပ်ပျော်နေခဲ့သည်နောက်ဆုံးတွေ့ရှိသောခါတွင်သူ့ကိုယ်ပိုင်ဖန်တီးမှုဖြစ်လာသည်ကိုသိရန်နိုးလာသည်သူ့ကိုဖန်ဆင်းသောကြရားသည်ပေါ်လာပြီးလက်ဆောင်အသစ်တစ်ခုပေးသည်မင်းတို့နှင့်ခွဲခွာပြီးသည့်တိုင်သူ၏အမြင့်များနှင့်ပြန်လည်ဆက်သွယ်နိုင်သည့်စွမ်းရည်ကိုပေးသည်ကဘာတစ်ကိုစူးစမ်းခြင်းစိတ်ပြင်းပြပြီးမတေနိုင်သောသူသည်မင်းကိုစူးစမ်းရန်ဆုံးဖြတ်သည်ဒါပေမဲ့သူလမ်းကိုဖြတ်ပြီးဖြတ်ကားနှင့်ဝင်တိုက်တယ်သူ၏ခန္ဓာကိုယ်သည်စက္ကန့်ပိုင်းအတွင်းသူ့အလိုလိုတက်တာလာပြီးဝင်းသည်မိတို့အလုံးလုံးတီကိုတိရှိရန်ကားစီတို့ရှောက်သွားခဲ့သည်မြင်လိုက်ရတာကအန်တာရုံလုံနေတဲ့လူငယ်လေးတစ်ယောက်ကသူ့ကိုဆေးရုံသွားခိုင်းတယ်မတေနိုင်သောသူသည်မင်းအတွက်စိတ်လှုပ်ရှားနေပြီးသဘောတူလက်ခံကစမ်းသပ်မှုများစွာကိုဖျက်တမ်းကပေးဆက်ရန်အချိန်တန်သောခါတွင်တင်ကားပြားဟောင်းများအပြည့်ထည့်ထားသောအိတ်တလုံးကိုဆွဲထုတ်ကလူတိုင်းကိုစိတ်ရှုပ်ထွေးစေခဲ့သည်ထို့နောက်သူသည်မြို့ထောင်အရရက်တို့လှည့်လည်ကတေဆုံးသွားသောမိတ်ဆွေဤဟောင်းများကိုပြန်လည်ခေါ်ဆောင်ကသူတို့နေထိုင်ရာအရက်တို့ခေါ်ဆောင်သွားခဲ့သည်ဒါပေမဲ့သူတို့တဲကတယောက်ယောက်ကိုရှာဖို့ကြိုးစားတဲ့အခါသူတို့မှာမိသားစုအသိရှိနေပြီဆိုတာသိလိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြုံးပျော်နေပြီးပျော်ရှင်နေပါတယ်မတေနိုင်သောမတိုင်များသူ့ရင်ပတ်တင်းကျက်လာသည်သူ့ကိုယ်သူငါးတကောင်ဖြစ်ပြောင်းပြီးမြစ်ထဲချော်လဲဖို့ရွေးချယ်တဲ့အတွက်သူတို့ရဲ့ဘဝတစ်လမ်းကိုရှောက်လန်းနိုင်မှာမဟုတ်ပါဘူးနာရီပေါင်းများစွာရေကူးပြီးနောက်သူ့ကိုတစ်ချက်ချီကအော်ငေါ့နေသော